ခွင့်မီချက်တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဒီဖက်ချင်တဲ့အကြောင်းအရာလေးကတော့လူတော်တော်များများရဲ့ဒီနေ့မှာအမြဲတမ်းမျိုးထုံနေရတဲ့ right person wrong time ဆိုတဲ့အကြောင်းအရာလေးပါ။ဝယ်လို့တကယ်ချစ်ခင်ကြပါနဲ့ဘာလို့လမ်းခွဲခဲ့ကြရတာလဲ။သူကငါ့အတွက်မကတဲ့သူဖြစ်ခဲ့တာနဲ့ဘာလို့အချိန်တွေကမကိုက်ညီခဲ့တာလဲ။မင်းနဲ့တူတူဆွေးနွေးကြည့်ကြရအောင်နော်။ဗီဒီယိုလေးမစခင်မှာနေတို့ရဲ့ထောက်ခွင့်ပေး channel လေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် subscribe လေးလုပ်ထားပေးကြပါအောင်နော်။တချို့လူတွေကပြောကြတယ်တကယ်ဒါမှန်ကန်တဲ့သူဖြစ်ရင်အချိန်ဆိုတာမရှိဘူးတဲ့အရာအလုံးစင်ပြရမယ်ပေါ့။ဒါပေမဲ့လက်တွေ့ဘဝကရုပ်ရှင်တွေကလည်းမဟုတ်ဘူးလေ။တရားနဲ့တရားအရင်ချစ်ကြရမယ်။တယောက်ကပညာရေးဒါမှမဟုတ်အလုပ်ကိုင်အတွက်ရှားနိုင်ငံကိုထွက်သွားရတော့မယ်အချိန်ဒီသားစုတောင်းဝင်နေချာမှာကိုအချစ်ကိုဥစားမပြီးနိုင်တဲ့အချိန်ကိုယ်တိုင်ကလည်းဘဝကိုဘယ်လိုရှေ့ဆက်ရမလဲဆိုတာကိုညီရမတိကြဖြစ်နေတဲ့အချိန်ဒီလိုချိန်တွေမှာဆုံးခဲ့ရတဲ့မှတ်ကန်တဲ့သူကကိုယ်အတွက်နာကျင်စရာအမှတ်တရတစ်ခုဖြစ်သွားတတ်ပါတယ်။နှစ်ယောက်လုံးကတယောက်ကိုတယောက်လက်တွဲချင်ပေမဲ့ဘဝရဲ့ဥတီချက်တွေကလဲနေတဲ့အခါမှာတင်းဆွဲထားမိရင်တယောက်ရဲ့ခြေထောက်ကိုတယောက်ကဝင်းခတ်ထားသလိုဖြစ်နေတတ်ပါတယ်။တကယ်တော့ round time ဆိုတာချိန်ကာလကိုမပြောပါဘူး။ emotional readiness လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအသက်မပြည့်မှုကိုလည်းဆိုလိုပါတယ်။ကိုကသူ့ကိုအရန်ချစ်ပေမဲ့အဲဒီချိန်မှာကိုယ်ကိုယ်တော်မချစ်နိုင်သေးတာမျိုး။ဒါမှမဟုတ်ဒီကရခဲ့တဲ့တရားတွေမချက်သေးတဲ့အချိန်မှာကိုယ်ကိုထပ်ပြီးလက်ခံဖို့ကြောက်နေရမျိုးပါ။တခါတလေကြာရင်သူကကိုယ့်အတွက်အရန်ကောင်းတဲ့သူဖြစ်ပေမဲ့ကိုယ်တိုင်ကအချက်ကိုဘယ်လိုပေးရမလဲမသိသေးတဲ့မရင်းချက်သေးတဲ့အချိန်မျိုးလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီအခါမှာတစ်ဖက်လူကလောက်ပဲကောင်းနေပါစေကိုကပြောရှင်းအောင်မထားနိုင်တဲ့အတွက်ကိုပေးနိုင်တာထက်သူကပိုပြီးထိုက်တန်တယ်လို့ခံစားရတဲ့အတွက်လက်လွတ်လိုက်ရတာမျိုးရှိတတ်ပါတယ်။ right person wrong time နဲ့ကြုံလာတဲ့အခါမှာဒီပြောချင်တာကအဲ့ဒါကအရှုံးတစ်ခုမဟုတ်ပါဘူးနော်။သူနဲ့ဆောင်ခဲ့ရတာကကိုယ့်ကိုတစ်ခုခုတင်ပေးသွားဖို့ဒါမှမဟုတ်ကိုယ့်ကိုကောင်းတဲ့သူတရားပြလာအောင်ပြောင်းလဲပေးဖို့နိုင်ပါတယ်။တချို့သူတွေကကိုယ့်ဘဝတွေကိုသင်ခန်းစာဖြစ်ရောက်လာပြီးတော့အမှတ်တရအဖြစ်နဲ့ပဲကန်ထွက်သွားကြတာမျိုးပါ။သူ့ကိုလွတ်ပေးလိုက်ရလို့ကိုယ့်ဘဝကြီးဆုံးရှုံးသွားပြီလို့မထင်လိုက်ပါနဲ့။ချိန်မှာပြီးဆောင်ခဲ့ရပြီမဲ့သူ့ကြောင့်ကိုဟာအချက်ကိုပို့ပြီးနားလည်လာတယ်။ပို့ပြီးရင်းချက်လာတယ်ဆိုရင်အဲ့ဒီသူကကိုယ့်ဘဝအတွက်မှန်ကန်တဲ့ဆရာတရားဖြစ်ခဲ့ရပါ။ဒါဆိုရင် right person wrong timeဖြစ်ခဲ့တဲ့သူကိုဘယ်လိုသဘောထားမလဲ။သူ့ကိုအတင်းဆွဲထားပြီးတော့အရာလုံးနာကျင်ရမယ့်အစားငါတို့ဆောင်ခဲ့တာပဲကံကောင်းခြင်းတစ်ခုပါလို့သဘောထားပြီးပြမြောက်ခွင့်ပေးလိုက်တာကပိုပြီးရင်ချက်တဲ့ချစ်ချင်းမြတ်တာလို့မေးချင်ပါတယ်။မချစ်လို့လမ်းခွဲတာချက်ချစ်လျက်နဲ့လွတ်ပေးလိုက်ရတာကပိုပြီးလေးလက်ပါတယ်။တကယ်လို့သူကဖို့အတွက်ပူစာရှင်အစစ်ဆိုရင်တနေ့နေ့တစ်ချိန်ချိန်မှာချိန်တွေရောမကန်သွားတဲ့အခါမှာမမျော်လင့်ပဲပြန်ဆောင်လာကြမှာပါ။အခုချိန်မှာတော့ကို့မှာရှိရဲ့တာဝန်ကြီးနဲ့ကိုချစ်တဲ့စိတ်ကိုပဲအဓိကထားပြီးတော့ရှိဆက်ကြရအောင်လေနော်။ကိုပိုကောင်းအောင်ပြင်ထားမှဒါတနေ့မှမှန်ကန်တဲ့အချိန်နဲ့ပြန်ဆောင်တဲ့အခါအချစ်ကိုအမြင်ရဆုပ်ပိုင်ထားနိုင်မှာမို့လို့ပါ။ဒီနေ့ပြပြသွားတဲ့အကြောင်းအရာလေးကိုနားဆင်တဲ့သူတွေရောဘယ်လိုထင်လဲ။ကိုရိုင်းရော right person wrong time နဲ့ကြုံမှုလား။ comment မှာပြောသွားပြကြပါအောင်နော်။နားဆင်ပြီးရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ထောက်ကွင့်မိကနေနောက်ထပ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေတင်ဆက်ပေးဖို့ပါမို့လို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်။အားလုံးပဲကောင်းသောနေ့လေးကိုပဲနိုင်ကြပါစေရှင်။